ချို့လူတွေကျွန်တော်ပြောကြတယ်ဒိုင်မွန်ရောင်းတာပဲကွာကိုရာရှော့ကနေယူပြီးအမျက်တင်ပြီးရောင်းလို့ရရင်လေကွာဆိုပြီးကျွန်တော်ပြောကြတယ်တကယ်တမ်းတော့ဒိုင်မွန်ရောင်းနေဆိုတာလုံးဝခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူးဘယ်ကနေဘယ်လိုမျိုးယူပြီးတော့ရောင်းရမလဲဆိုတာမသိတဲ့လူတွေအတွက်ပဲခက်ခဲတာဖြစ်ပြီးတော့ဘယ်လိုမျိုးရောင်းလဲဘယ် website ကိုတုံးလဲဆိုပြီးတော့တည်သွားတဲ့လူတွေအတွက်ကအရန်ကိုလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာကိုရာရှော့ကနေယူရောင်းရင်ဘာလို့မမြတ်လဲဘာလို့အခြား website ကိုတုံးပြီးအမြတ်ရအောင်လုပ်ပြီးတော့ရောင်းနေကြရလဲဆိုတော့ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဥပမာပြောပြရမယ်ဆိုရင်ကျွန်တော်ဒီဖုန်းလေးကိုကျွန်တော်ဒီမှာဝယ်ရဲဆိုရင်ဒီ4000နဲ့ဝယ်ရတယ်ဒါပေမဲ့အခြားနေရာမှာကျတော့3500နဲ့ရောင်းနေဆိုတော့ကျွန်တော်3500နဲ့ရောင်းနေတဲ့နေရာကိုတွားပြီးတော့ဈေးတက်တာနဲ့ဝယ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်3500နဲ့ဝယ်ထားတဲ့ဟာကိုကျွန်တော်တို့ဈေးကွက်မှာ3950နဲ့ပြန်တင်ရောင်းပြီးတော့ကျွန်တော်တို့250အမြတ်ယူရပေါ့နော်4000မဟုတ်တဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ဒီတခြားဟာတွေအတွက်ဈေးတက်တာနေမှာဖြစ်ပြီးတော့ကျွန်တော်တို့မြန်မြန်နဲ့ရောင်းထွက်ပါတယ်ဆိုတော့ကျွန်တော်ဥပမာပေးချင်တာအဲ့ဒါပါကျွန်တော်တို့ဒိုင်မွန်တောင်းဝယ်တဲ့အခါကျွန်တော်တို့စမိုင်းဆိုတဲ့ website တစ်ခုကနေကျွန်တော်တို့ဒီဈေးတက်တာနဲ့ဝယ်ပြီးတော့ဒီဈေးကွက်မှာမရှိတဲ့အထုကိုကျွန်တော်တို့ဈေးတက်တာနဲ့ဒီဘက်မှာအမြတ်နည်းနည်းတင်ပြီးတော့ပြန်ရောင်းနေကြတာပဲဖြစ်ပါတယ်ဆိုတော့ဒီကတော့အရန်ရိုးရှင်းတဲ့ဟာတစ်ခုပါစမိုင်းဆိုတဲ့ website ကနေဒိုင်မွန်ဝယ်တဲ့အခါကျရင်ဈေးတွေတက်တာမှာပဲဖြစ်ပါတယ်ဆိုတော့အခုမှစားမဲ့လူတွေတက်ကသူတို့ဘာမှတိမှာမဟုတ်ပါဘူးကျွန်တော်တို့ဒီ website ကိုဘယ်လိုမျိုးသုံးရမလဲပြီးတော့ဘာတွေလိုအပ်မလဲဆိုတာကိုသိဖို့လိုမှာပဲဖြစ်ပါတယ်ဆိုတော့အခုမှစပြီးတော့လေ့လာမဲ့လူတွေတက်ကကိုယ့်ကို website တွေကိုဝင်ပြီးတော့ကြည့်မယ်ဆိုရင်ရှုပ်နေမှာပဲဖြစ်ပါတယ်ဆိုတော့အခုကြည့်နေတဲ့ brother ကိုရာရှုပ်ကိုဘာကြောင့်ဘဝပဲနဲ့အခြား website တစ်ခုကိုအသုံးပြုပြီးအခြေခံပြီးတော့ရောင်းနေကြလဲဆိုတော့သိရှိနားလည်ပြီးသွားပြီပဲဖြစ်ပါတယ်ကျွန်တော်အခုဖွင့်ထားတဲ့ Diamond Seller Course ကအခုမှစမဲ့လူတွေအတွက်အဲ့ဒီ website ကိုဘယ်လိုမျိုးအသုံးပြုရမလဲဘယ်လိုမျိုးလိုအပ်ချက်တွေရှိမလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်ရှင်းပြပေးထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဘယ်လိုတင်မိလဲဆိုတော့ကျွန်တော် Facebook video file group တစ်ခုလုပ်ထားတယ်လုပ်ထားပြီးတော့ကျွန်တော်တင်နန်းသားတွေကို video တွေနဲ့အဆင့်လိုက်ဘယ်လိုမျိုးလေ့လာမလဲဆိုတာကိုအတိအကျအခြေခံကြတင်ပေးထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘာတင်နန်းတွေဖွင့်ထားသေးလဲဆိုတော့အဲ့ဒီ Diamond Seller Course ပြင်အကောင့်အရောင်းဝယ်လုပ်ချင်တဲ့လူတွေအတွက်အကောင့်အရောင်းဝယ်ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်အခြေခံကြတင်ပြီးတော့လည်းဖွင့်ထားပါတယ်ဒီ Diamond Seller တင်နန်းတက်ချင်တယ်ဆိုရင်2000ဝယ်နဲ့တက်လို့ရမှာဖြစ်ပြီးတော့အကောင့် Seller လုပ်ချင်တဲ့ brother တွေတော့ကကြတော့2900နဲ့တက်လို့ရမှာပဲဖြစ်ပါတယ်